ငိမ့်ချမ်းမှုဆိုတာဈေးကြီးပေးဝယ်ရတာမျိုးမဟုတ်ပဲနေ့စဉ်ရှူရှိုက်နေရတဲ့လေထုအတိုင်းတဘာဝရဲ့အေးချမ်းမှုကိုအပြည့်အဝခံစားရင်ခင်မီတက်တောက်တက်တာဖြစ်မှုကိုလည်းဆွတ်လွတ်စရာမလိုအောင်ကမ္ဘာအစစ်မီနီးစနစ်များနဲ့ဆောက်လုပ်မဲ့မန္တလေးမြို့ရဲ့ပထမဦးဆုံးသော Oasis Community တစ်ခုဖြစ်လာမဲ့ Villa Project အိမ်ယာစီမံကိန်းတစ်ခုထပ်ပိုမိုတာလွန်ပြီးဆိုလာစွမ်းအင်သုံးအေးချမ်းသာရသော Villa Community တစ်ခုဖြစ်တဲ့အပြင်တားဆန်မြေဆက်ရေရှည်တည်ထပ်ပြီးနှွေးထွေးလုံခြုံစိတ်ချရတဲ့လက်ဆင့်ကမ်းအမွေနှစ်တစ်ခုကိုဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်ဖော်ဆောင်ထားတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။မန္တလေး Fortune City ဟာတင်နဲ့သင်မိသားစုအနာဂတ်ဘဝအတွက်လက်တကမ်းလိုမှရောက်ရှိလို့နေပါပြီ။တဘာဝကပေးစွမ်းတဲ့ဖုံးရွှေကောင်းခြင်းတွေနဲ့ပြည့်စုံပြီးအရှိတ်ဘက်မှာစိမ့်ညွတ်အုပ်ဆိုင်သောရှမ်းရိုးမတောင်တန်းကြီးများဝန်းရံထားကအနောက်ဘက်မှာရှင်သန်နေစေမန္တလေးမြို့ကြီးရဲ့ရွှေရောင်အလှများဝန်းရံထားပြီးအခြားသောနေရာများသို့အလွယ်တကူသွားလာနိုင်မဲ့အဓိကအချက်ချာ Fortune City ဟာအရှိမြို့ပတ်လမ်းမကြီး26လမ်းနဲ့28လမ်းကြားမှာဂုံယူဝင့်ကြွားစွာအကောင့်ထဲပေါ်တည်ဆောက်လျက်ရှိပါတယ်။မြမရင်ကျေးမှုအမွေအနှစ်ညာနန်းစံကျော်မန္တလေးရွှေနန်းတော်ကြီးနဲ့မန္တလေးတောင်တော်တို့အနီးမှာတည်ရှိတဲ့အပြင်အဓိကမိန်းလမ်းမကြီးတွေဖြစ်တဲ့19လမ်း26လမ်းလမ်း30 35လမ်း101သိပ္ပံလမ်းမကြီးတို့အပြင်ပန်းမြို့တော်ပြင်ဦးလင်ကိုလည်းလွယ်ကူလျင်မြန်စွာတွားရောက်နိုင်မှာဖြစ်ပါတယ်။ဥစ္စာအမွေသာမကပညာအမွေပါပေးနိုင်မဲ့မန္တလေးမြို့ရဲ့နာမည်ကြီးနိုင်ငံတကာကျောင်းပေါင်း20ကျော်ဝန်းရံထားပြီး ILBC, MISA, AIS, HICS, MIA, YIS, KJCHS, KBTC တို့နဲ့အနည်းဆုံးမှတည်ရှိပြီးမင်္ဂလာဆေးရုံ၊နန်းဦးလွင်ဆေးရုံ၊ဇီဝကဆေးရုံ၊မြတ်ဒုက္ခဆေးရုံ၊ပန်းလှိုင်ဆေးရုံ၊မန္တလေးဆေးရုံကြီးတို့အနီးမှာတည်ရှိပြီးဟိုတယ်များဗန်များကိုလည်းမိနစ်ပိုင်းအတွင်းမှာလွယ်ကူစွာတွားရောက်နိုင်မှာဖြစ်ပါတယ်။နေထိုင်ရုံနဲ့မဟုတ်ပဲပိုင်ဆိုင်မှုတန်ဖိုးတက်လာဖို့အတွက် infra များကိုလည်းနိုင်ငံတကာအဆင့်မီစနစ်တကျထည့်သွင်းတည်ဆောက်ထားပါတယ်။14ဧကကျယ်ဝန်းတဲ့မြေပေါ်မှာတည်ရှိပြီးလုံခြုံစိတ်ချရတဲ့ gated compound မှာ Cut Access Control System နဲ့ဝင်ထွက်သွားလာနိုင်မှာဖြစ်ပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ကတော့ကားနှစ်စီးရှင်မောင်းနိုင်ပြီးလူသွားစင်းကြံလမ်းမေးတိုင်များပါရှိတဲ့ Fortune City Road လမ်းမကြီးလည်းပါဝင်မှာဖြစ်ပြီးထိုမှတစ်ဆင့်ရွှေလန်းငွေလန်းကြောက်စိမ့်လန်းစုစုပေါင်းလမ်းသွယ်9ခုဖြင့်မိမိနေထိုင်ရာအိမ်သို့လွယ်ကူလျင်မြန်စွာသွားရောက်နိုင်မှာဖြစ်ပါတယ်။24နာရီ CCTV 24နာရီကင်းလှည့်လုံခြုံရေးများဖြင့်လူကြီးမင်းတို့မိသားစုလုံခြုံရေးအတွက်အထူးကြပ်မတ်ထားပါတယ်။မြေအောင်လျှက်စစ်တအားဖြန့်ဖြူးရေးစနစ်ရေဖြန့်ဝေရေးစနစ်အမှိုက်သိမ်းစနစ်အစရှိတဲ့ compound facilities များအပြင် property management office နဲ့အတူ phase အသီးသီးမှာလည်းသက်ဆိုင်ရာ service areas များပါရှိမှာဖြစ်ပါတယ်။အနာဂတ်မန္တလေးမြို့ကြီးမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်သွားမဲ့ Fortune City အိမ်ယာစီမံကိန်းဟာ commercial zone များ shopping mall များဖြင့်ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံးဒုက္ခပုံတစ်ခုဖြစ်လာမှာအသေးချာပါ။တားစံမြေဆက်စိတ်ချရမှုဂတိကဝတ်များနဲ့အတူ Fortune City Villa Project ဟာမန္တလေးမြို့မှာမိသားစုလိုက်အခြေချနေထိုင်လိုသူတွေရဲ့နံပါတ်1ဦးစားပေးရွေးချယ်ရမယ့်အိမ်ယာစီမံကိန်းဖြစ်ပါတယ်။ Villa အမျိုးအစားများအနေနဲ့ပေ20-60မြေကွက်ပေါ်မှာဆောက်ထားတဲ့ Fortune Classic Villa ပေ40-60မြေကွက်ပေါ်မှာဆောက်ထားတဲ့ Fortune Elite Villa ပေ60-60မြေကွက်ပေါ်မှာဆောက်ထားတဲ့ Fortune Legacy Villa 3မျိုးထိပါရှိမှာဖြစ်ပြီးစိတ်အေးချမ်းသက်သာစွာအနားယူနေထိုင်နိုင်ဖို့အတွက်အထူးဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။မန္တလေး Fortune City အိမ်ယာစီမံကိန်းဟာအစင်လာအမည်ကောင်းများနဲ့ဝယ်ယူသူ customer လူကြီးမင်းများရဲ့ယုံကြည်မှုကိုအခိုင်အမာရရှိထားတဲ့ MRED Company ရဲ့နောက်ထပ် quality ဦးစားပေးအထူးလက်ရာတစ်ခုဖြစ်ပါတယ်။တဘာဝနဲ့အနီးကပ်ဆုံးမှာရှိပြီးမြို့ပြရဲ့စုံမက်ဖြစ်တဲ့မန္တလေး Fortune City အိမ်ယာစီမံကိန်းဟာမိသားစုအစဉ်အဆက်လက်ဆင့်ကမ်းအမွေပေးနိုင်မဲ့တားစံမြေဆက်စိတ်ချရမှုရဲ့ဂရိကဝတ်ဖြစ်ပါတယ်။မန္တလေး Fortune City တားစံမြေဆက်ရှေ့ရောက်အနာဂတ်